ဟဲ့စားလို့နေရဟုတ်တယ်စောင်းဝဲကြိုတဲ့ပစ္စည်းလေလိုက်စားတယ်ကွာမလိုက်စားတယ်ကွာဘာသာကြမလဲမွေးကားစားမယ်လေပတ်စံပါလားမပါဘူးပတ်စံတော့ဆိုတမက်စားကြမယ်လေပတ်စံမရှိဘူးဆိုတာမွေးကားတကူလေးကိုပြောတာမဟုတ်ဘူးအဲ့ဒါဘာသာကြမလဲအိမ်မှာရှိရစားမယ်လေအိမ်မှာပါရှိလို့ပဲအိမ်မှာယူရှိတယ်အဲအားလည်းကွာရေတောက်ပြီးပိုက်ပြည့်မယ်ထင်တော့လားမပြည့်ဘူးပေါ့ကွာဘယ်ကတော့ဒါဆိုရေတောက်ပြီးအိတ်လိုက်ပြီလေမဲဟာလည်းပိုက်ခါတော့ဖြည့်ရှင်းနေမဟုတ်တော့ဘူးအဲ့ဒါအေးလေပတ်စံမရှိရင်အတွေ့နဲ့ပဲပိုက်ပြီးတော့တော့မှာပေါ့မဟုတ်ဘူးလားဒါဆိုဒီနေ့ညတော့အိမ်မထဲမှာပဲတမက်စားကြမှာပေါ့အိမ်မထဲမှာတော့မဲပဲပတ်စံရှင်းတော့အေးပါကွာငါပတ်စံရှင်းပါမယ်အိမ်မထဲမှာမင်းနဲ့ကြောင်းလာ